ဒီလို smooth animation တပုတ်ကို align motion နဲ့ simulating လုပ်လို့ရတယ်ဆိုရင်ရောဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ရှေ့ video မှာကျွန်တော်ရှင်းပြပေးမှာပါအကယ်၍တေချာနားမလည်လို့ပဲဖြစ်ဖြစ်ကျွန်တော်သုံးတော့တဲ့ effect တွေကိုယူသုံးချင်တာပဲဖြစ်ဖြစ် brother တို့အဆင်ပြေအောင်လို့ project file တစ်ခုလုံးရဲ့ material တွေကိုပါ Telegram channel မှာ free တင်ပေးမှာမို့ပင် comment မှာဝင်ပြီးတွားယူလို့ရပါတယ်ဆိုတော့ tutorial ကိုဆက်လိုက်ကြရအောင်မင်းရဲ့ video တွေကဘာလို့ကြည့်ရရှုပ်နေလဲဆိုတာကိုသိလားဒါက editor တစ်တွေမှာလေးရှိတဲ့ transition တွေကိုအများကြီးသုံးတဲ့အချက်ကြောင့်ပါတကယ်တော့ professional ကြတဲ့ editing ကိုရနိုင်ဖို့ဆိုတာက smooth ဖြစ်ဖို့နဲ့ storytelling ကောင်းဖို့ပဲလိုတာပါ okay ဆိုတော့ကျွန်တော်တို့ new project တစ်ခုစောင့်ပါမယ်SPL ကို60ထားမယ်ratio ကြတော့69 ratio ထားလိုက်မယ် background ကြတော့ကျွန်တော်တို့5ထားလိုက်မယ်ပေါ့နော်ဆိုတော့ new project နှိပ်လိုက်မယ် okay project ရောက်ပြီဆိုရင်ကျွန်တော် sheet တစ်ခုကိုခေါ်မယ်ပြီးရင် edit sheet ရဲ့ဝင်ပြီးတော့ကျွန်တော်လုပ်တယ်လို့ adjust လုပ်ပါမယ်adjust လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကာလာကိုအမဲပြောင်းလိုက်မယ် okay ဆိုတော့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့ကcircuit တစ်ခုကိုခေါ်မယ်ခေါ်ပြီးတော့ကျွန်တော်တို့ကာလာကိုပြအောင်ပြောင်းမယ်ပြောင်းပြီးတော့ကျွန်တော်တို့ effect တွေမှာလာပြီးတော့ Classian Blur ကိုထည့်လိုက်မယ်ပြီးရင်ကျွန်တော် adjust လုပ်သလိုလုပ်ပါမယ်ပြီးရင်ကျွန်တော်ဒီ down လေးမှာထားလိုက်တယ်ပေါ့နော်ဆိုတော့ okay ပြီးရင်အကောင် duplicate လုပ်တယ်လုပ်ပြီးအပေါ်အကောင်ကိုကျွန်တော်အနီအောင်ပြောင်းတယ်ပြီးရင်အောက်ဆုံးက down မှာကျွန်တော်ဒီနားလေးလာထားလိုက်တယ်ပေါ့နော် okay ပြီးရင်တော့ဒီနှစ်ခုကိုကျွန်တော်အပေါ်ကအဆက်30ကိုနှိပ်ပြီးတော့အောက်ဆုံးကဒုတိယမြောက်ကောင်ကိုကျွန်တော်နှိပ်လိုက်တယ်ကျန်တဲ့ကောင်လည်းအဲ့ browser တိုင်းပါပဲ okay ဒါဆိုရင်တော့ကျွန်တော်တို့ sheet တစ်ခုရသွားပြီပေါ့နော်ဆိုတော့အဲ့ဒီပုံမှာကျွန်တော်တို့ animation layer လေးထပ်အုပ်လိုက်ကြရအောင်ဆိုတော့ကျွန်တော် circuit တစ်ခုခေါ်မယ်ခေါ်ပြီးတော့ကျွန်တော် left ထားမယ့်နေရာလေးကို adjust ထားလိုက်တယ်အဲ့ကောင် color fit ထဲသွားပြီးတော့ကျွန်တော်ပုံတစ်ခုကို add ပါတယ် okay ပုံအပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်လိုချင်သလောက်ကို adjust လုပ်လိုက်မယ်ပြီးပြီဆိုရင်တော့ကျွန်တော်တို့ test တွေကိုစာပြီး layer ချပါမယ်ဒီညမှာတော့ကျွန်တော်က low beta test တွေရှိရမို့လို့ကျွန်တော် paste ချလိုက်တယ်ဒါပေမဲ့ browser ကိုနားလေးအောင်လို့ကျွန်တော် effect တွေကိုကုန်ဖြန့်ဖြုတ်ပြီးတော့အစကနေပြန်လို့ပြပါမယ် okay test ရပြီဆိုတော့ကျွန်တော် test ကိုကျွန်တော်ညှိရဲကျွန်တော်ထားခြင်းတဲ့နေရာကို adjust လုပ်တယ် okay ဒီကောင်လေးနေရာထားရဲပြီးတော့ကျွန်တော် new editor ဆိုတော့လေကျွန်တော်လိုချင်တဲ့နေရာကိုထားရဲအပေါ်ကောင်အဆက်34ကိုလည်းအဲ့ဒီဘောတိုင်းပါပဲဆိုတော့ကျွန်တော်ဒီကောင်တွေကိုကျွန်တော်တို့တေချာနေရာချလိုက်တယ် okay ဆိုတော့ဒါဆိုရင်ကျွန်တော်ရဲ့ sheet လေးတစ်ခုပေါ်သွားပြီပေါ့နော်ဒီကောင်ကိုကျွန်တော်5 second လောက်ကျွန်တော် expand လုပ်လိုက်ပါတယ် okay ဆိုတော့ကျွန်တော်နောက်ထပ် test တွေကိုလည်း paste ချလိုက်တယ်ပြီးတော့ကျွန်တော် effect တွေကိုဖြုတ်ပြီးတော့ browser တွေကိုပြန်လုပ်ပြမယ်ပေါ့နော်ဆိုတော့ browser ကိုနားလေအောင်လို့ကျွန်တော်တတ်ထားရဲ့ effect တွေအကုန်လုံးပြန်ဖြုတ်တယ်ပြန်ဖြုတ်တယ်ဆိုတော့ကျွန်တော်အစရနေတေချာလေးပြန်ရှင်းပြပေးမှာပေါ့နော် okay ဆိုတော့ကျွန်တော်ထပ်ပြီးတော့ paste ချတာရဲ့ test တွေကိုလည်းကျွန်တော်လိုချင်သလို adjust ပြန်လုပ်ပါတယ်ဆိုတော့စကားမဆက်ကျွန်တော်ဒီမှာသုံးရတဲ့ material တွေ voice တွေကိုလည်းကျွန်တော် Telegram channel မှာ free တင်ပေးထားပါတယ် browser အနေနဲ့အဲ့မှာသွားယူပြီးတော့လေ့ကျင့်လို့လည်းရပါတယ်ပြီးတော့ကျွန်တော်ဒီ project file ကိုလည်း HTML ထုတ်ပြီးတော့ browser တို့လုပ်ပြီးထည့်ပေးပါမယ်ဘာလို့လဲဆိုတော့ browser တို့ဝင်ကြည့်လို့ရတာပေါ့နော်ဆိုတော့ကျွန်တော်ဘယ်နေရာမှာဘယ်လိုသုံးရလဲဆိုတာမျိုးကျွန်တော် test တွေကို animation စာပေးမယ်ပေါ့နော်ဆိုတော့ effect တွေသွားတယ် test transform view ရယူပြီးတော့ကျွန်တော်လုပ်တယ်လို့ adjust လုပ်ပါမယ်ဆိုတော့ကျွန်တော်တို့အစ key frame မှာအစမှာ key frame တခုအဆုံးမှာကျွန်တော်100လောက်လာထားလိုက်တယ်ပြီးတော့ transport ကိုသွားတယ်ကားပြီးတော့ကျွန်တော်တို့ access မှာကျွန်တော်တို့200လောက်ထားလိုက်တယ်ပေါ့နော် okay ဆိုတော့အပေါ်အကောင်လဲကျွန်တော် walk ပြောင်းလိုက်တယ်လက်တာအနေပြီးတော့ okay အောက်ကသွားတယ်ပြီးတော့ alpha မှာလာပြီးတော့ကျွန်တော် -1 ထားလိုက်တယ်ပေါ့နော်ဆိုတော့ okay -1 ထားလိုက်တယ်ပြီးရင်အောက်ကိုထပ်သွားမယ်အောက်မှာအိစဉ်အိစားကိုကျွန်တော်လုပ်တယ်လို့လုပ်ပါမယ်ပြီးတော့အဲ့အောက်ကကောင်ကိုလည်းကျွန်တော်တို့1000ပေးလိုက်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော် test animation လေးတစ်ခုကစရပြီဆိုတော့မြင်တဲ့အတိုင်းပဲ smooth ကိုဖြစ်နေရယ် okay ဆိုတော့ကျွန်တော်ဒီကောင်မှာဒီနာမှာ test ကနှစ်ခုထပ်နေပြီဆိုတော့အဲ့ကောင်ကျွန်တော်တို့ဒီမှာ blending ရဲ့ OCDM မှာလာပြီးတော့ကျွန်တော် short ချလိုက်တယ်
ပြီးတော့ grad ကိုဒီ grad လေးပေးလိုက်တယ်ပေါ့နော်ဆိုတော့ okay ဆိုတော့ကျွန်တော်နောက်ထပ် test တစ်ခုကိုလည်းဒီ test effect ကိုပဲ copy ယူပြီးတော့ကျွန်တော် paste ချပါမယ်Okay ဆိုတော့အခုမြင်တဲ့အတိုင်းပဲ test animation က smooth ဖြစ်နေနှစ်ခုရသွားပြီပေါ့နော်ဆိုတော့ okay ကျွန်တော်နောက်မှထားမယ်လာမယ့်ဟာကိုကြတော့ကျွန်တော် test ကိုထည့်ရေးမယ်အဲ့ပါကျတော့ transition ဆိုတဲ့ဟာကိုကျွန်တော်ရေးရဲ font ရွေးမယ်ပြီးရင်ကျွန်တော် color အနီရောင်လေးပေးလိုက်မယ်ပြီးရင်ကျွန်တော်လုပ်သလို adjust လုပ်ပါမယ်ပြီးရင် effect တွေလာပြီးတော့ကျွန်တော် test effect တွေကကျွန်တော်ဒီ effect လေးကိုရွေးလိုက်တယ်ပေါ့နော်ပြီးတော့နည်းနည်းလေး adjust လုပ်တယ်ပြီးရင်ကျွန်တော် move and transport လေးမှာလာကြည့်ပြီးတော့ကျွန်တော်တို့layer ကိုအောက်ဆုံးဆွဲချလိုက်မယ်ပေါ့နော် Okay ပြီးပြီဆိုတော့လည်းကျွန်တော်အပေါ်ဆုံးကိုတင်မယ်တင်ပြီးတော့ကျွန်တော်လုပ်သလို adjust လုပ်မယ် Okay ဆိုတော့ဒီကောင်လေးလည်းရပြီအဲ့တော့ကျွန်တော် effect တွေကိုပြင်သွားမယ်သွားပြီးတော့ကျွန်တော် Sona ယူလာတဲ့ text effect ကိုပဲကျွန်တော်တို့ပြန်ပြီးတော့ copy ပေးလိုက်မယ်ပြီးတော့ဒီခါမတူတော့တာကကြတော့ကျွန်တော်တို့ကaxis မှာကျွန်တော်တို့0ပြန်ထားလိုက်မယ်ပြီးတော့ y axis မှာလာပြီးတော့ကျွန်တော်တို့100လောက်ပေးလိုက်မယ်ပေါ့နော် Okay ဆိုတော့ axis မှာကျွန်တော်တို့100ပေးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အပေါ်မှာ letter မှာပေါ့နော်ကျွန်တော်word မှာကျွန်တော် letter လေးပြန်ပြောင်းလိုက်တယ်ပေါ့နော်ဆိုတော့ okay ဆိုတော့အခုဆိုရင်ကျွန်တော် test animation တွေရဲ့ layer base ကလုံးအောင် smooth ဖြစ်နေရသွားပြီဆိုတော့ကျွန်တော် camera ကိုစပြီးပေးမယ်ဆိုတော့ camera ကိုစအပ်မယ်အပ်ပြီးတော့ကျွန်တော်2 second လောက်မှလာပြီးတော့အမှတ်တစ်ခုချမယ်2 second မှာအမှတ်တစ်ခုချမယ်ပြီးတော့4 second မှာအမှတ်တစ်ခုလာချလိုက်မယ် Okay ပြီးတော့ကျွန်တော်တို့ camera ကို animation စပေးဖို့အတွက် keyframe တစ်ခုချမယ်ပြီးတော့အရှေ့ဆုံးမှာလာပြီးတော့ကျွန်တော်တို့ဒီလို adjust လုပ်လိုက်တယ်ပြီးတော့ grad ကိုဒီ grad လေးကျွန်တော်ထားလိုက်တယ်ပေါ့နော်ဆိုတော့ okay ဒါဆိုရင် animation လေးစရပြီပြီးတော့ကျွန်တော်အဆုံးမှာလာပြီးတော့ဒီကောင်အောင်ဒီလိုနောက်ဆုံးအောက်ဆုံးကိုဆွဲချလိုက်တယ်ပေါ့နော်ဆိုတော့ okay ဒါဆိုရင်လည်းရပြီဆိုတော့ဒါဆိုရင် animation တစ်ခုဖြစ်ပြီပြီးတော့ grad ကိုကျွန်တော်ဒီ grad လေးထားလိုက်တယ် okay ဆိုတော့ဒါဆိုရင်လည်းကျွန်တော်တို့ camera လေးနဲ့ animation လေးက smooth ဖြစ်လေးရသွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ် camera တစ်ခုကိုထပ်အပ်မယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ camera ကြတော့ကျွန်တော် test ကို only ပြမှာပေါ့နော်ဆိုတော့ဒီကောင်အောင်ကျွန်တော်ဘယ်လိုလုပ်မှာလဲဆိုတော့ကျွန်တော် test ကိုပဲပြမယ်ဆိုတော့ကျွန်တော်လုပ်သလို adjust လုပ်ပါမယ်ဒီ frame ကိုချမယ်ပြီးတော့အရှိကိုလာပြီးတော့ကျွန်တော်ဒီလိုလေးဆွဲလိုက်မယ်Okay ဆိုတော့ဒါဆိုရင်လည်းကျွန်တော်တို့ camera animation လေးရ smooth ဖြစ်နေရသွားပြီဆိုတော့ကျွန်တော်ဒီနေရာမှာ grad လေးကိုထပ်ထည့်လိုက်မယ်ဆိုတော့ okay ဒါဆိုရင်အရင်မိုက်သွားပြီအောက်က grad ကိုကျွန်တော်နည်းနည်းလေးလာပြင်မယ်ပေါ့နော်ဆိုတော့ကျွန်တော် adjust လုပ်မယ် animation နဲ့ line မယ့်ဟာမျိုးလေးဆိုတော့ကျွန်တော် adjust လုပ်လိုက်ရ okay ကျွန်တော်ကြည့်လိုက်ကြရအောင် Okay ဒီနေရာမှာ transition ကကျွန်တော်တိတ်ပေါ်မနေဘူးအဲ့တော့ transition ကိုရှေ့ပို့မယ်ပြီးတော့ကျွန်တော်တို့မှာ test only ပြတဲ့ camera ကိုကြတော့ကျွန်တော်အောက်နောက်ကိုနည်းနည်းလေးရွှေ့လိုက်မယ်ပေါ့နော်ကြည့်လိုက်ကြရအောင် Okay ဒါဆိုရင်ကျွန်တော် animation က smooth ဖြစ်နေရသွားပြီဖြစ်ပါတယ်တကယ်လို့ premium app တွေဝယ်ဖို့လိုလာပြီဆိုရင်တော့ Telegram အကောင့်မှာတောင်းဝယ်လို့ရပါတယ်။ Online motion တစ်နှစ်စာကူမှာ1000ကျော်ရင်းနဲ့သူတို့စီမှာရပါတယ်။တခြားသော ChatGPT, Gemini တို့လို premium အကောင့်တွေဝယ်လို့ရပြီးတော့ကျွန်တော်တို့အကောင့်ကိုပင် comment မှာချပေးထားပါမယ်။ဆိုတော့နောက်ဗီဒီယိုမှာတွေ့လိုက်ကြရအောင်။